ခေါင်းရိုင်မျိုးလေးကိုသွားခဲ့တဲ့အကြောင်းကိုမေးကြလို့ပေါ့နော်ဘန်ကောက်ကနေကျွန်တော်တငယ်ချင်းတွေနဲ့သွားတာဖြစ်ပါတယ်2 နာရီခွဲ3 နာရီလောက်ကားမောင်းရင်ရောက်တဲ့မြို့ဖြစ်ပါတယ်အဲ့ဒီမှာဘာရှိလဲဆိုတော့ကိုလှုပ်ချင်တဲ့ပုံမူတည်ပြီးတော့ activity တွေအများကြီးလုပ်လို့ရတယ်အခုလိုမျိုးပန်းကင်းတွေပေါ်ဓာတ်ပုံရိုက်ချင်လားဒါမှမဟုတ်ရင်တိုးချန်တို့နွားချန်တို့မှာပျော်ချင်လားဓာတ်ပုံရိုက်ချင်လားအစာလေးတွေကျွေးချင်သလားဒါမှမဟုတ်တောင်ပေါ်ကိုသွားချင်သလား hiking လုပ်ချင်သလားနောက် camping လုပ်ချင်သလားနောက်ကနူးလေစီးချင်သလားစသဖြင့်အများကြီးရှိပါတယ်ဓာတ်ပုံရိုက်တာဝါသနာပါတယ်ဆိုရင်တော့ဒီဥရောပပုံစံလုပ်ထားတဲ့မြို့လေးတွေလည်းရှိတယ်ပေါ့နော်အီတလီပုံစံအဲ့ဒါမျိုးနေရာလေးတွေလည်းရှိတယ်ဆိုတော့ကိုကြိုက်တဲ့ပုံမူတည်ပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်ကတော့ဒီ channel လေးပေါ့နော်ဝင်းမြူရဲ့ channel လေးရဲ့နောက်ဝင်းမေးဆိုတဲ့ဒီလေရဟက်တွေရှိတဲ့နေရာရဲ့ပေါ့နော်အဲ့ဒါပြီးရင်တော့ပန်းချံလေးရဲ့ပေါ့နော်ပန်းကင်းတွေရှိတဲ့နေရာအဲ့3နေရာကိုအဓိကသွားခြင်းလို့ကျွန်တော်သွားတာဖြစ်ပါတယ်ပထမဆုံးဒီဝင်းမေးကိုသွားခဲ့တယ်ပေါ့နော်လေရဟက်လေးတွေတောင်ပေါ်ကနေကြည့်ရတဲ့အရာတာပေါ့နော်စပိန် CB ကြည့်ရတဲ့အရာတာသဘောကျလို့ပေါ့နော်စပိန်တစ်ခါကိုဘတ်90နဲ့ငှားပြီးတော့ဒီနားတစ်ဝိုက်လျှောက်သွားလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒုတိယရောက်တာဒီဟော့ကိုင်းဒိုပါတ်ပေါ့နော်ဒီပန်းကင်းတွေမျက်စိတဆုံရှိတဲ့နေရာဖြစ်ပါတယ်ဝင်ကြီး150ပေးရတယ်ပေါ့နော်မျက်စိတဆုံရှိတဲ့ပန်းဘောင်းစုံပေါ့နော်ပန်းအမျိုးစုံအယောင်စုံနဲ့ဓာတ်ပုံတွေ့ရိုက်လို့ရတယ်လို့နောက်ပြီးတော့ဂျပန်ဝတ်စုံငှားပြီးတော့ဓာတ်ပုံရိုက်လို့လည်းရတယ်ဂျပန်ဝတ်စုံငှားမယ်ဆိုရင်တော့ဘတ်300လားမသိဘူးပေးရတယ်ပေါ့နော်ကျွန်တော်ကတော့လူများလို့မရိုက်ခဲ့ဘူးကျွန်တော်ဒီပန်းကင်းတွေကိုရှောက်ရတာသဘောကျတယ်ပေါ့နော်ပန်းကတော့အစုံရှိတယ်ဆိုတော့ကျွန်တော်ကဒီပန်းကင်းရဲ့အခုနလေရဟက်ရဲ့နောက်တိုးချန်ရှိတဲ့နေရာရဲ့ပေါ့နော်အဲ့3နေရာအဓိကသွားခြင်းလို့ရောက်ခဲ့တာနောက်အချိန်နဲ့ပို့တော့တငယ်ချင်းကအီတလီပုံစံနေရာလေးကိုဓာတ်ပုံရိုက်ဖို့လိုက်ပို့ပေးတယ်ဒါပေမဲ့အဲ့မှာတော့ကျွန်တော်ကတော့ဓာတ်ပုံပဲရိုက်ခဲ့တယ်ဗီဒီယိုလေးတော့မရိုက်ခဲ့တော့ဘူးပေါ့နော်ညနေလည်းမူချုပ်ပြီဆိုတော့ပြီးတော့ကနူးလေးတွေစီးတဲ့နေရာလေးလည်းတွေ့ခဲ့တယ်ပေါ့နော်မျိုးကတော့တေးသေးလေးချစ်စရာလေးပြီးတော့ activity တွေအများကြီးလုပ်လို့ရတယ်